ကတော့စစ်တမ်းတရားရောက်နေပါပြီအဲ့ဒါနဲ့ရွှေဆိုင်ရဘုရားကိုထပ်တွေ့ပါတယ်ဒီထဲမှာကျတော့ဘေးကြီးနာကိုကဘုရားပဲဖြစ်ပါတယ်မောင်ပြုတ်ဒါကတော့ဝိသိပြန်ဘုရားပါဒါကတော့ဖျားအတွင်းမှာရှိတဲ့ဖျားငယ်လေးတွေပေါ့နော်ဒါကတော့ကိုကျွေးအောင်သွားပါပြီအခုတော့ရတိတ်ပြန်ကူသွားနေတာပါဖြစ်ပါတယ်ဒါကတော့ကောက်ကုန်းကိုပြန်ပြပါတယ်အပေါ်မှာဟိုနေရန်ဖျားဥပေါ်အများကြီးပဲတော့လက်ရမြောက်တယ်မငယ်နေချောင်း 1 hour later. Nice.